哪路你也看到了，你上去了。嘿，所以，是哪里有这么表完的嘿？我妈的，这身体是你的。ပြောမှရမယ်။တချို့ကတရားလေဆိုတဲ့ကောင်လေးကြုံဖြစ်နေရတယ်ဘုံဝင်မြင့်ရှင်နေရတယ်။ဘာလို့ဆိုင်ရတဲ့လူတွေလက်လက်ကင်တယ်။တလူတွေလာဖြစ်စီတယ်။သူများထိုင်တဲ့ဖြစ်နေရတော့ရှက်တဲ့လူတွေပြောမှရမယ်။မင်းတော့ညောက်တက်ကစစ်ပွဲစကားလို့ငါဆွဲနေတယ်။ထားလိုက်တဝင်းဝဲဆိုနေ။ညငါ့မှာခုချိန်မှာနေပါပဲပြောပြောစိတ်ဆိုးနေမှာမှချင်းရှိတယ်။ဒါပေမဲ့ခုတော့မင်းကောင်ရှိရဲ့ညောက်တက်ကဒီလုံးဝတော့မစင်စားနဲ့။သူတို့ရဲ့မိမနဲ့ကလေးတွေကအစိုးရခတ်ပြီးသွားကြ။နေနဲ့တော်တော်လေးဝေးတော့ငါတို့ကြားရငါတို့တက်တယ်မကြခင်ဒီနေရာကိုရောက်လာတယ်တမင်းနဲ့ငါတို့ရဲဆောင်ဘက်ကိုသွားကြပါဟိုမှာလည်းအင်းလေးရှိရလေစိတ်နာမယ်လေတမီးရဲ့ခင်မန်းချက်နဲ့ဘဝကိုဖြတ်စီးရကောင်ကိုချစ်ရဘူးကျွန်တော်တို့တက်ခဲ့တယ်။တို့ရမတယ်ကိုကိုချင်လို့ကိုရ
လိုလုပ်ရအောင်လဲ ချောခုချိန်မှာချစ်တယ်နော်ဦးစားပေးရမှာချောတိတ်မချတယ်ချောကိုစီပြန်လာအကိုတော့တောက်ခံတော့အပြေခံပြီးကောင်းကြသူတို့တောက်ခံလို့မရစေတော့ချောစိတ်လို့လေချောနေကိုလေချောချင်တဲ့တိတ်နေကျဆုံးတာခရီးတော့အခုလည်းဒီကနေ့ပြေးစားရင် ချောခုစိတ်ချတိတ်ပင်ကိုလောင်းနေခရီးရမှာဘလောက်ပဲချမ်းသာစေကိုရောက်လာတယ်ချောအဲ့လိုလေးပါပဲလို့တင်ကြကြောက် ဟုတ်တယ်မှာပေါ့လက်တော့မှမနေဘူးဆိုတော့ဒီမှာတောက်တဲ့နေရာလေတတိနေရာလည်းမင်းမျိုးဆိုတော့ဘာလို့ရမလဲမသိဘူး အဲ့ဒီစံတော်နဲ့ရေးခိုင်ကြည့်ရောက်လာတာဒါနဲ့တော့ဖန်ချက်ပါလို့ ဟာမဟုတ်ပါဘူးဖိုင်တော့လေလုံးမကြဘူးတတိတိတက်နေကြလို့ရှိနေတာဒါပေမဲ့ ဒါပေမဲ့ဘာဖြစ်လဲ လူကြီးနာခါတဲ့တောက်ခမ်းလောက်ကလည်းလက်ချုပ်ပြတ်သွားပြည်နယ်တွေကဒီကချောက်ချောက်တဲ့တိမ်ပြီးဆက်တယ်ဖြတ်လိုက်ကြတယ် ဒါဆိုရင်အဲ့ဒီဘိုးလေးကြီးရှိတယ်တော့ငါးစင်းကြောက်တယ်ဒါတော့မဖြစ် ဘာလို့လဲဖိုင်တော့ ဘူးအဲ့တော့တော့ပဲပြီးတော့ချင်းနေတော့ဝင်ပြီးရတယ် ဒီကတောင်ခမ်းကြောက်သွားပြီလို့ထင်နေကြတာကိုခိုင်းဆိုရဲတခုတော့ဒီမှာရောက်နေထင်နေတော့ ဟုတ်တယ်ဖိုင်တော့တောင်ထဲလူတွေစိုးရိမ်နေကြတယ်ဒီမှာတော့တရားလုပ်ပေးပါ တန်းတော့ချင်းနေတယ်အားလုံးပြီးပါတယ်ရေသားပြီးပြီချင်းနေပြီးပြီဘာလို့လဲဒါဆိုရင်တော့ငါးစင်းကြောက်တယ်ငါတော့မယ်ဒီလိုလာဦး မတော်ပါဘူးတမီးရဲ့အငြင်းများတယ်လေဒီမှာလည်းကားကြုံနေရပဲငါတို့ရက်စောက်ကိုပြန်ရမယ် ရှင်းဆောင်လို့မတော်ဘူးဒီမှာလည်းခဏနေပြီရှဲပေါ်ရုံနိုင်တဲ့လောက်ကို သူတွေမှဖြစ်တယ်သူတွေမှဖြစ်တယ်တတ်တော့
ကဲဆရာကြီးတက်မှာစက်ခေါ်နေဘူကြီးမကြည့်ရတာလေစက်ကင်နိုင်တဲ့အခြေအနေမရှိဘူးကျွန်တော်တို့တွေမှာဘူကြီးပင်ဆရာကြီးစီကျူကအကြီးဆုံးဆရာကြီးစက်ကင်နိုင်ပါအခုချိန်မှာကျွန်တော်တို့စက်ကင်နိုင်လို့ရှိရင်အခြားတဲ့နေရာတော့တော်တော်ရရမယ်နေတယ်ဒီလိုလေးလည်းတော့ဘောကောင်းတယ်အဲ့ဒါဘောကောင်းတော့မှလည်းဟုတ်တယ်ဆရာဟာဟဲ့ဒါစစ်တိုက်နေတာပေါ့ထပ်ထိတ်လုပ်နေတာငါတို့တက်ခွဲမှာဘူကြီးမရှိရင်ဆရာကြီးကအကြီးဆုံးပဲဒါတောင်းမဲပေးပြီကွာတမဆက်ခေါ်တော့လို့ကြိုင်သိတယ်ခေါ်တာတူရမစစ်လို့ရှိလားတူရမစစ်လို့တန်တော့စစ်လို့ရှိလားတူရမစစ်လို့ရှိလားတူရမစစ်လို့တန်တော့တူရမစစ်လို့တန်တော့စစ်လို့ရှိလားဆရာကြီးဆရာကြီးစက်မကိုင်လို့ဆိုရင်ကျွန်တော်ကိုင်လိုက်ရမှာဆရာကြီးဒီတက်ခွဲကိုစက်ပင်းဦးမဆောင်နိုင်တော့ဘူးဆိုရင်ကျွန်တော်စက်ပင်းဦးဆောင်မှာတော့တူရမစစ်လို့တန်တော့ငရဲမသူတွေအတန်ကောင်းလား တူရတန်တော့ကိုပြောနေ ခမာယာ906ခွဲတော့တက်ကြဲရေထုတ်နိုင်ပါ ကောင်းပြီမင်းတော့ကောင်းလို့ချိန်ကြည့် တက်ခွဲမှုဒန်းစီပြီးအဓိကလစ်နေပါပြီတောင်းမောင်းလို့ကကျွန်တော်ပဲကြံပါတော့တယ် ကောင်းပြီဒါမင်းလည်းဆက်လို့လက်ရှိနေရာမှာဖြစ်တာချင်းကောင်းကဲဟဲ့ရတယ်ဒီလိုတော့ထားမင်းတို့ကဒီလိုလားကဲဒီတက်ခွဲကိုငါဥဆောင်တယ်အဲ့ဒါကြီးတော့ထားနာပါတယ်ဒါပေမဲ့ရှင်းဆက်ပြီးစစ်တိုက်ရအောင်ပါဆိုတော့ဆရာကြီးကလည်းတက်ခွဲကိုဥဆောင်နိုင်စရာမရှိတော့ဘူးဆိုရင်ကျွန်တော်ကပဲတက်ခွဲကိုအစအစအရာရာတောင်းဝင်လိုက်တယ်။ကဲနေအောင်ဒီနေရာတောင်ခမ်းအမြောက်တက်ရဲ့အေရိယာပဲ။ဒီနေရာနေပြီးတော့ငါတို့တက်တိရှိခံကြမယ်။လုံးဝနောက်ဆုံးနောက်တစ်ခုဘေးရုံတွေမှာငါဦးဆောင်တဲ့နောက်ကိုမလိုက်နိုင်လို့ရှိအခုတော့ဒါကြောင့်လိုက်ပဲဆရာရဲကဦးဆောင်နေဆိုရင်မရဲတော့ကြီးလိုက်တယ်ဖြစ်ချင်တာဖြစ်
ဟုတ်ကဲ့ပါတက်ပါဦးပိုလီဘုံဒီ150နဲ့5556စစ်တောင်တော့လူကြီးပါတယ်ဒီဘုံလူကြီးပါတယ်ရတယ်ကြီးမင်းလူကျင်တာပြောငါအားလုံးရအောင်ပြော ဒါဆိုကျွန်တော်ကမင်းရှိတာ အဲ့ဒီကုန်းကနေဒီကောင်တွေငါတို့တက်မှောက်လို့ခါပြီးတယ်အဲ့ဒီကုန်းရောက်ဒါပဲဟုတ်ကဲ့ပါတက်ပါဦးအခွင့်အာဏာတဲ့စီတစ်ခုကိုစောင့်နေပါတယ်ကျွန်တော်ဒီနေ့ပဲတက်သိမ်းမှမတက်ပါဘူးဆယ်ရှေ့ကစကန်ကိုတိုက်တယ်စကန်ပြင်းတယ်ဟာပွဲရည်လိုက်ပါတော့ပါငါဘယ်လိုတော့မလိုက်ဘူးအဲ့ဒီတော့ပါဘယ်မှာလို့လဲစံတင်တိုင်းကပွဲရလို့စင်တင်တော့ဆရာရှေ့ရောက်တယ်လား40နဲ့အဓိကထိုးပြလို့ရှိအသေးကြောက်တာသွေးပါခင်ဗျာငါဘယ်လိုနဲ့တူလက်40နဲ့ထိုးပြဒီကောင်လေးဖြူပြပြလို့ရှိပြီးတော့ပြင်ချဒါပဲလေကွာခုချိန်ကနေကစံစာရရှိဒီဝဲသားကြီးစာပေါက်ချိန်ဒီချိန်ဝင်ပြတော့ကဲကြားပါလေအားလုံးပြည့်တယ် 没有刚上场我在这几天都回来。ကျေးဇူးတင်ပါတယ်တက်ပါကျွန်တော်ရဲ့အဖွဲ့တွေအားလုံးဒီနေ့ကြတယ်ဒါလည်းမင်းတို့ဒါလည်းမင်းတို့သုံးရက်တက်ထားတဲ့ယူနီဖောင်းကိုပဲပုတ်ပြီးတယ်မပုတ်ပါနဲ့တက်ပါတောင်ခမ်းကနေဟိုကောင်တွေအားလုံးထွက်ပြေးသွားတဲ့အချိန်ကြမှာကျွန်တော်လက်ပေါင်းမှာ3ရက်တက်ပါ
နေခွေးနေတယ်လို့ရှိရင်ခင်ဗျားစားရရပြေးလိုက်ငါထပ်တော့တက်လိုက်မယ် ။ဟဲ့။ဘာဖြစ်တာလဲ။သူလည်းကောင်းမှုတို့လုပ်ရပြီ။ဒီတော့ခမင်းလေးကတော့ရှေ့တိုင်းရဲဘော်ဒီမင်းကတော့ဒီလိုလာဖို့ခမင်းတွေတော့ပါကောင်းစားလိုက်တယ်။ဟိုမှာတဲ့စစ်တိုင်း စားရရင်စားနိုင်တယ်တော့မသိရှေ့မှာစစ်တိုင်းနေတဲ့သူတွေကိုမြောက်ရောက်ပို့ပြရမှာမင်းတို့တို့တွေတောက်တယ် အေးပေါ့ကွာမင်းတို့ပေးတဲ့လက်နက်ခဲရန်မင်းတို့ကျွေးတဲ့မျိုးစားပြီးတော့ငါတို့ကစစ်တိုက်နေတယ်ဆိုတယ်မင်းတို့လူကောင်းပါလားကြောင့်အချိန်တန်ရင်ဘေကောင်ကကြားတယ်ဘေကောင်ကနွားတယ်ဆိုတော့ ဒီလိုပြကြားရီဘာတွေကတော့မဆိုင်ဘာလို့သိရတာကိုယ်လည်းမဆိုင်ဘူးမရှောက်အားမချောက်နဲ့မဟုတ်လို့ကတော့ဘယ်လိုမျိုးနဲ့တက်ကုန်လိုက်မင်းတို့နားကောက်ဟာဒီကြတယ် တင်းရငါတို့ကတပည့်ရှိလို့မှာဖွင့်ဖို့ကြည့်တယ်ငေါစီကဝိကျုပ်လို့ပွဲဟာဘူကိန်းရှိရတယ်ရောက်ရတယ်ငါနဲ့ငါစစ်ချောနဲ့တပ်ပွဲပွဲဟာနောက်ကနေဝင်မယ်မင်းနဲ့မင်းပွဲဟာငါတို့ပွဲတော့ကိုလမ်းကြောက်တယ် ။ရတယ်ပိုကိန်းတော့ဝင်နေတာရှိတယ်။ဘာပြောလဲ ရတယ်လို့ဒီနေ့ဒီပွဲဟာဘူကိန်းတော့ရတဲ့နေကောင်ကဒီလေးပွဲတဲ့စင်ကောင်လာတယ်ကိုစီကအမေးရတယ်ဝင်မယ်ရတယ် ဟုတ်ကဲ့ပေါ့ဒါဆိုရင်ကျွန်တော်တို့ဝင်တာနဲ့ကျုပ်တို့အပြည့်ရပြီပါ ဟုတ်ကဲ့ပါဘုရားဝင်လာတယ်ကျွန်တော်ပြည့်ပြီပဲကျွန်တော်လာကောင်းတယ်ကျွန်တော်ပြည့်ပြီโอเคအဲ့တော့ချက်မယ် ။
တောင်မုံကြီးစကပြင်မှာရန်သူကအင်အားလုံးရင်းနဲ့ထိကြဆုံးနေအခဏဆုတ်ပြီးကြဒီကောင်လေးဖြူပြဖြစ်နေရန်သူကိုအားမပေးပဲတိုက်စစ်မျက်နှာသာခုနဲ့ဒါနဲ့ကြည့်ကိုယူပြီးဘယ်ညာနဲ့ဖွဲ့ပြတယ်ကြည့်ကိုတပ်ပြီးဆဲနေတယ် 37နဲ့ဒီကြောင်းအကောက်တော့3ပြတ်တဲ့အတွက်ဂျားရပြီးအတွက်စင်ကြောင်းလာတော့ပြီးတော့ ဒီချိန်မှာငါတို့ကရှင်းနေတာလက်နက်ကိုတော့ပြန်ချဝင်ရင်တော့နဲ့ခွင့်ရေးပေးလိုက်ဝင်ရင်တော့နေတယ်ဖျားကုန်းကနေ37 12.7နဲ့ဂျန်ပန်လာတွေတိုက်ရိုက်တယ်ကောင်းမပေါ်နေအောင်ဖြစ်နေတဲ့ချမ်းကျရဲရဲဝုံတော့တိုက်ကာကင်းနေစီစစ်ကူမဟုတ်ကုန်းကုန်းကြောင်ချိန်နေတဲ့နေပါတီများတော့ဒီနေ့ကျွန်တော်တက်စုပဲတိုက်တယ်အချောင်းပြတိုင်းတယ်ပေါ့တက်တယ် 37နဲ့4.7ပြည်လမ်းကြောင်းအောက်ကတက်ပြီဒါနဲ့ပြည်လမ်းကြောင်းရောကြဥတော့ပြန်ဖြစ်သွားနိုင်တယ် တက်တယ်ခက်ကျော်စစ်နေပြီခဏပြောရန်ကုန်ကျွန်တော်တို့တိုက်စနိုက်ပါနဲ့ထောက်စနိုက်ပါဖြစ်ပြီးပေါ့တဲ့တက်ကျွန်တော်တို့ကလည်းရန်ကုန်ခေါင်းမထောက်အကြောင်းတင်တတ်တယ်တိုင်းရဖြစ်ပြီးပေါ့တော့ရန်ကုန်တက်တယ်ဘလို့မြင်ပြတယ်အဲ့ဒီလိုရှိဒါပေမဲ့အဖြောက်တင်တတ်တယ်ပေါ့အချိန်ကတက်အနိကတိုက်တာဘုံအားတာရှိတိုင်းရတဲ့ခါရှော့ရမှာစနေနေ့ကျွန်တော်တက်ဆုံးပါစကမ်းမောရှော့တာချိန်ပေါ်ပါဒီလိုတော့စနေနေ့ကိုချိန်တဲ့ဘော်ဒီကနေနေနေပဲရေးကြည့်တော့37တော့ပါစတယ်မတိုင်မကျုပ်တင်ချိန်မပြစ်ခတ်ချင်အတားကြောင့်ကြည်ရိုးကြောင့်ဒီနေ့ချက်ပတ်ပတ်
ငါတို့ရဲ့ကောင်ကိုအားလုံးချစ်ချစ်ဖို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မင်းတို့တော့ဒီပေါ့ဒါပေမဲ့အဖြောင်းပြတဲ့တဲ့ကြီးတော်တဲ့ကြောင့်ပေါ့တက်တယ်စင်နေပြီးမှရဒီကနည်းနည်းလေးတော့ဟုတ်ကဲ့